မောင်မိုက်မှုတွေဖုံးလွှမ်းနေတဲ့နေရာဖိလစ်ပိုင်နိုင်ငံရဲ့တစ်တောနက်ကြီးထဲမှာတောက်ပနေတဲ့မျက်လုံးတစ်စုံနိုးထလာတယ်ဒါကဖိလစ်ပိုင်တာစီယာပါကမ္ဘာပေါ်မှာအသီးဆုံးနှုတ်တိုက်တပ်တော်တွေကတစ်ခုဖြစ်ပေမဲ့အထူးခြားဆုံးထဲမှာပါဝင်ပါတယ်သူ့ရဲ့မျက်လုံးတွေကသူ့အုံနောက်ထက်ပိုကြီးပြီးအမိန်ဆုံးအလင်းရောင်ကိုတောင်မြင်နိုင်လို့လုံးဝနီးပါးမောင်မိုက်နေချိန်မှာတောင်အမဲလိုက်နိုင်ပါတယ်တိတ်ဆိတ်ငြိမ်သက်တိကျတဲ့တာရှာကအကိုင်းအခက်တွေကိုတွေ့ကပ်ပြီးသူ့ရဲ့ရှည်လျားတဲ့လက်ချောင်းများကသဘာဝတရားရဲ့ပြီးပြည့်စုံသောလက်ဆောင်လေးပါမျက်လုံးများကမရွှေ့နိုင်တာကြောင့်ခေါင်းကိုလုံးဝနီးပါးလှည့်ပြီးအရိပ်တွေကိုရွေ့လျားမှုရှိမရှိစစ်ဆေးရတယ်ပေါက်ကွဲလိုက်တယ်လို့အမြန်နှုံးနဲ့တာရှာကခုံပေါက်ကအင်းဆက်ပိုးမွားများပုတ်တင်ညိုများငှက်ငယ်များကိုဖမ်းယူလိုက်တယ်ဒါပေမဲ့အမေးလိုက်သမားတွေရဲ့ချင်းချောက်မှုနဲ့အခုတူရင်ဆိုင်နေရပါတယ်တစ်တော်တွေပျောက်ကွယ်သွားနေတာကဒီနူးညံ့တိမ်တွေးတဲ့တတဝါအတွက်ဖိစီးမှုတွေဖြစ်စေပါတယ်တိတ်ဆိတ်စွာနဲ့သူကစောင့်ကြည့်စောင့်ဆိုင်ပြီးရှင်သန်နေတော့ပါညရဲ့တိမ်ငယ်တဲ့ကာကွယ်စောင့်ရှောက်မှုတာရှာလေးဟာသူ့ကိုမမြင်ရအောင်စူးစမ်းနေပေမဲ့တဘာဝတရားရဲ့ဥပဒေကြီးနိုင်ငယ်ကြီးဖြစ်တာကိုတော့ရှောင်လွှဲမရနိုင်ပါဘူးဖိလစ်ပိုင်တာရှာလေးဟာတဖြည်းဖြည်းချင်းပြောင်းလဲနေတဲ့ကမ္ဘာထဲမှာရှင်သန်နိုင်ဖို့တိုက်ပွဲဝင်နေစေပါ